ပျောက်ကွယ်လူနီးပါးမြမရှေးဟောင်းမြို့တော်များရှေးခေတ်မြန်မာနိုင်ငံရဲ့လျှို့ဝှက်ချက်တွေကိုဖော်ထုတ်ကြည့်ကြစို့ဒီမြို့တော်တွေဟာဘလို့ပျောက်ကွယ်သွားခဲ့တာလဲပြူမြို့ဟောင်းတွေဟာမြမသမိုင်းရဲ့အစောပိုင်းကာလတွေမှာထွန်းကားခဲ့ပါတယ်ဘီတနိုးဟန်လင်းတရေခေတ္တရာစတဲ့မြို့တွေဟာအမခန်းပြီးသူကလက်ရာတွေနဲ့ပြည့်နှက်နေခဲ့ပါတယ်ဒီမျိုးတွေဟာဘာကြောင့်ဆုံးပစ်ခံခဲ့ရတာလဲရာသီဥတုပြောင်းလဲမှုစစ်ပွဲတွေဒါမှမဟုတ်ကုန်သွယ်ရေးလမ်းကြောင်းတွေပြောင်းလဲသွားတာကြောင့်လားပုဂံဟာဘာသာရေးနဲ့ယဉ်ကျေးမှုရဲ့အချက်အခြာဖြစ်ခဲ့ပါတယ်ဖျားပေါင်းထောင်ချီတည်ရှိခဲ့ပြီးကဘာလက်ခရီးသည်တွေကိုဆွဲဆောင်နေစေပါမွန်ဂိုတို့ရဲ့ကျူးကျော်မှုနဲ့နောက်ဆက်တွဲအုပ်ချုပ်မှုတွေကြောင့်ပုဂံရဲ့ဂုဏ်သတင်းဟာမေးမိန်သွားခဲ့ရပါတယ်ဒါပေမဲ့အမွေနှစ်တွေကတော့ကျန်ရှိနေစေပါအင်းဝဟာမြန်မာဘုရင်တွေရဲ့နောက်ဆုံးမြို့တော်တွေထဲကတစ်ခုဖြစ်ခဲ့ပါတယ်။နိုင်ငံရေးအပြောင်းအလဲတွေနဲ့စစ်ပွဲတွေကြောင့်အင်းဝဟာအကြိမ်ကြိမ်ဖျက်ဆီးခံခဲ့ရပါတယ်။ယနေ့အင်းဝဟာရှေးဟောင်းအမွေနှစ်တွေနဲ့ပြည့်နှက်နေတဲ့တာယာလှပတဲ့ကျေးလက်ဒေသတစ်ခုအဖြစ်တည်ရှိနေပါတယ်။ရှေးခေတ်မြန်မာနိုင်ငံရဲ့လျှို့ဝှက်ချက်တွေကိုဆက်လက်လေ့လာခြင်းနဲ့ဆိုရင်ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ပြီး comment မှာသင်သိချင်တဲ့အကြောင်းအရာတွေကိုရေးသားခဲ့ပါနောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါစို့